လက်သမားပေါင်းထောင်ချီလက်တွေဖြတ်ခံပြီးတည်ခဲ့တဲ့ပကံဖះတဆူအကြောင်းတင်သိပါသလားအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ B Movie Recap Channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ပကံဝေရောက်ရင်ဘသူမဆိုမဖြစ်မနေတွားကြည့်ကြတဲ့ဖះတဆူတော့ရှိပါတယ်အဲ့ဒါကတော့ပကံမှာဒုတဲ့အကြီးမားဆုံးလို့ကြော်ကြားတဲ့ဓမ္မယကြီးဖះပါပဲဒါပေမဲ့ဒီဖះကြီးရဲ့ရွှေရောင်ဝင်းပါတဲ့တမိုင်းကျောင်းတွေရဲ့နောက်ွယ်မှာတော့ကြောက်မက်ဖွယ်ကောင်းတဲ့အမောင်ထုတ်တစ်ခုကတော့ရှိနေတာကိုတင်သိပါသလားဘာကြောင့်ဒီဖះကြီးဟာတိဆောက်လို့မပြီးစီးခဲ့ရလဲဘာကြောင့်ဖះရဲ့အတွင်းစင်းကျန်လမ်းတွေကိုအုတ်တွင်နဲ့အသေးတက်ပြီးပိတ်ပစ်ခဲ့ရတာလဲဒီနေ့တော့ကျွန်တော်တို့ပကံရဲ့အစွမ်းလန်းကြီးဆုံးလို့သတ်မှတ်ခံထားရတဲ့ဓမ္မယန်ကြီးရဲ့လူဝက်ချက်ကိုဖော်ထုတ်ကြမှာဖြစ်ပါတယ်ဒီဖះကြီးကိုခရစ်နှစ်1168ခုနှစ်မှာနရသူကမင်းကတည်ခဲ့ရပဲဖြစ်ပါတယ်နရသူကမင်းဟာပကံသမိုင်းမှာရက်စက်မှုကြောင့်နာမည်ကြီးခဲ့တဲ့ဘုရင်တစ်ပါးပဲဖြစ်ပါတယ်။သူဟာနန်းတက်ဖို့အတွက်သူ့ရဲ့ဖခင်နောင်စီသူမင်းကြီးရဲ့အကိုဖြစ်သူမင်းရှင်စောတို့ကိုကိုယ်တိုင်တပ်ဖြတ်ခဲ့သူပဲဖြစ်ပါတယ်။မိမိရဲ့အဖြစ်တွေကိုစီးကြောဖို့နဲ့ကုသိုလ်ကြီးရဖို့ဆိုပြီးဓမ္မယန်ကြီးဖះကိုတည်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့ဖះတည်တဲ့အခါမှာလည်းသူ့ရဲ့ရက်စက်မှုကအဆုံးမရှိခဲ့ပါဘူး။အုတ်နှစ်ချက်ကြားမှာအတချောင်းထိုးလို့ရတာနဲ့အဲ့ဒီအုတ်စီရဲ့လက်သမားရဲ့လက်ကိုဖြတ်ပစ်ခဲ့ရတယ်။ဒါကြောင့်ပဲဓမ္မယန်ကြီးရဲ့အုတ်စီလှည့်ရဟာပကံမှာအကောင်းဆုံးနဲ့အစိတ်ဆုံးဖြစ်နေရတာပါအခုတက်ဒီဖះပေါ်မှာအဆန်းနဲ့ကြောက်စာတိုင်ကြီးဟာဒီရက်ဆက်မှုရဲ့တက်တည်အဖြစ်ချန်ရှိနေစေဖြစ်ပါတယ်ဓမ္မယန်ကြီးမှာလူတွေအမြဲမေးနေရှိတဲ့ဘေးတူးတစ်ခုကတော့ရှိနေပါတယ်အဲ့ဒါတော့ပိတ်ထားတဲ့ဇင်းကြံလမ်းပါပဲပုံမှန်အားဖြင့်ပကံဖះတွေမှာဖះကိုပတ်ဖူးလို့ရတဲ့ဇင်းကြံလမ်းတစ်ထပ်ပါလေးရှိပေမဲ့ဓမ္မယန်ကြီးမှာတော့အတွင်းစင်းကြံလမ်းကိုဘယ်သူမှဝင်လို့မရအောင်အုတ်တွေနဲ့အသေးတက်ပြီးပိတ်ပစ်ထားပါတယ်။တပိုင်းတုဒေသနာပညာရှင်တွေတော့ဘာကြောင့်ဒီလိုပိတ်ထားရလဲဆိုတော့အဖြေရှာလို့မရသေးပါဘူး။တချို့ကတော့နားသူကမင်းလှုပ်ကြံခံရပြီးနောက်မှာလူသမားတွေကဘရင်အပေါ်နာကြီးလွန်းလို့ဖျားတယ်တာကိုချက်ချင်းရက်ဖြစ်ပြီးအုတ်ခဲတွေနဲ့ပြန်ပိတ်ခဲ့ရလို့ဆိုရပါတယ်။နောက်ထပ်ထူးဆန်းတဲ့အယူဆတစ်ခုကတော့နရသူမင်းရဲ့ဝိညာဉ်ကဒီဖျားကြီးထဲမှာအစွမ်းလန်းကြီးစွာကြံရစ်နေခဲ့တာကြောင့်နောင်လာနောက်သားတွေဘီးမတင်အောင်အုတ်တိုင်းတွေနဲ့ကာယံထားတယ်လို့လည်းယုံကြည်ကြပါသေးတယ်။ဓမ္မယန်ကြီးဖះဟာယနေ့ထက်တိတော့ပကံရဲ့အကြီးမားဆုံးသောဘေးဒီတစ်ခုဖြစ်ရှိနေသေးပါပဲ။ဇီဒီတော်ကြီးရဲ့အတွင်းထဲမှာတော့ဘာလို့ရှိနေမလဲ။တကယ်ကိုတန်မိုးကြီးယတနာတွေဝတ်ထားတာလား။ဒါမှမဟုတ်ချင်းစာတစ်ခုခုကြောင့်ပဲပိတ်ထားရတာလား။ဆိုတာဘယ်သူမှမသိနိုင်ပါဘူး။ဒါပေမဲ့တခုတော့သိကြပါတယ်။အဲ့ဒါတော့ဒီအုတ်ခဲတွေကြားမှာလွန်ခဲ့တဲ့နှစ်ပေါင်း800ကျော်လက်သမားတွေရဲ့တွေးချွေးနဲ့မျက်ရည်တွေရက်စက်တဲ့ဘရင်တစ်ပါးရဲ့နောင်နာတွေမြုပ်နှံထားတယ်ဆိုရပါပဲ။တင်ရောဓမ္မယန်ကြီးဖះထဲမှာဘာတွေရှိနေမလဲလို့ထင်တယ်လေ။ဒီလိုမျိုးလှုပ်ဝက်ဆန်းကျဲတဲ့တမိုင်းကြောင်းတွေကိုစိတ်ဝင်စားရင်ကွန်မန့်မှာပြောခဲ့ပါအောင်နော်။နောက်ထပ်လည်းမြန်မာပြည်ရဲ့လူတီနဲ့လှုပ်ဝက်ချက်တွေကိုတင်ဆက်ပေးဦးမှာမို့ like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးနော်။ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်။